1389ခုနှစ်ဒေါ်သလင်းလားပြည့်ကျော်12ရက်မင်္ဂလာအပေါင်းနှင့်ပြည့်စုံလာတဲ့အချိန်အခါသမယလေးမှာပြုလုပ်သောအလှူပွဲကတော့ပဲခူးတိုင်းဒေသကြီးဘောမြို့နယ်စင်ရွာကျောင်းကြီးဆရာတော်ဗဒ္ဒနာပညာဝန္တမဟာထေအရှိသူမြတ်၏တက်တော်80နှစ်ပြည့်ဝိဇာတာမွေးနေ့အလှူတော်ပွဲပဲဖြစ်ပါတယ်ခင်ဗျာတရားဓမ္မများနဲ့ဟောကြားဆုံးမလျက်ရှိတော်မူသောကျေးဇူးတော်ရှင်ဆရာတော်ဗဒ္ဒနာပညာဝန္တမထေရရှင်သူမြတ်၏တနေ့တစ်ခါကြောက်လာသောမွေးနေ့ရက်မြက်အခြေခါလေးမှစတင်ကဆရာတော်ဖျား၏မွေးနေ့နယ်ဟောင်းအသစ်ပြောင်းကံဟောင်းဆက်ကဖြစ်မွေးနေ့ရှင်မှာဘေးရန်กว่าကောင်းစွာအသက်ရှည်ပါစေမွေးနေ့ရှင်မှာဘေးရန်กว่าယောဂဘယကင်းပါစေမွေးနေ့ရှင်မှာစိတ်ချမ်းသာကောင်းစွာပညာတိုးပါစေကြောင်းတပြည့်တိုင်ကဒိုက်ကမအားလုံးနှင့်အတူကိုဆွေလက်ဦးစီးတည်ထောင်ထားသောမိဘမေတ္တာပေါင်းဆက်အဖွဲ့မှခြေတော်ဆုံးဥခိုက်လျက်တောင်းစုချွေကဥတည်လိုက်ရပါတယ်ဆရာတော်အရှိသူမြတ်ဖေဟာမွေးနေ့ရှင်ဖြစ်တော်မူသောဆရာတော်ဗဒ္ဒနာပညာဝန္တမဟာထေရရှိသူမြတ်၏သဒ္ဒနာပြုလုပ်ငန်းများကိုတရားထက်သန်စွာလှူဒန်းကြကုန်သောတပြည့်ဒါယကမတို့သည်လည်းသဒ္ဒနာပြုလုပ်ငန်းများကိုအတူလက်တွဲကသဒ္ဒနာတာဝန်များကိုထမ်းဆောင်နိုင်ကြပါစေစီးပွားလက်လာပါများပွင့်လန်းလျက်စည်းစိမ်ဥစ္စာများကတိကရာတိုးပွားနိုင်ကြပါစေကြောင်းတေးတန်တာများကိုဖွင့်လှစ်ကမိဘပြည်သူတို့၏စိတ်နှလုံးကိုတရားနာပြောပဲဖြစ်အောင်တေးသချင်းများကိုဖွင့်လှစ်ပေးနေတယ်ကိုဆွေလက်ဦးစီးတည်ထောင်ထားသောမိဘမေတ္တာပေါင်းဆက်အဖွဲ့မှထက်ဆင့်ကရွှေမေတ္တာပို့တာလေးရပါတယ်ခင်ဗျာ1389ခုနှစ်ဒေါ်သလင်းလားပြည့်ကျော်12ရက်မင်္ဂလာအပေါင်းနှင့်ပြည့်စုံလာတဲ့အချိန်အခါသမယလေးမှာပြုလုပ်သောအလှူပွဲကတော့ပဲခူးတိုင်းဒေသကြီးဘောမြို့နယ်စင်ရွာကျောင်းကြီးဆရာတော်ဗဒ္ဒနာပညာဝန္တမဟာထေအရှိသူမြတ်၏တက်တော်80နှစ်ပြည့်ဝိဇာတာမွေးနေ့အလှူတော်ပွဲပဲဖြစ်ပါတယ်ခင်ဗျာတရားဓမ္မများနဲ့ဟောကြားဆုံးမလျက်ရှိတော်မူသောကျေးဇူးတော်ရှင်ဆရာတော်ဗဒ္ဒနာပညာဝန္တမထေရရှင်သူမြတ်၏တနေ့တစ်ခါကြောက်လာသောမွေးနေ့ရက်မြက်အခြေခါလေးမှစတင်ကဆရာတော်ဖျား၏မွေးနေ့နယ်ဟောင်းအသစ်ပြောင်းကံဟောင်းဆက်ကဖြစ်မွေးနေ့ရှင်မှာဘေးရန်กว่าကောင်းစွာအသက်ရှည်ပါစေမွေးနေ့ရှင်မှာဘေးရန်กว่าယောဂဘယကင်းပါစေမွေးနေ့ရှင်မှာစိတ်ချမ်းသာကောင်းစွာပညာတိုးပါစေကြောင်းတပြည့်တိုင်ကဒိုက်ကမအားလုံးနှင့်အတူကိုဆွေလက်ဦးစီးတည်ထောင်ထားသောမိဘမေတ္တာပေါင်းဆက်အဖွဲ့မှခြေတော်ဆုံးဥခိုက်လျက်တောင်းစုချွေကဥတည်လိုက်ရပါတယ်ဆရာတော်အရှိသူမြတ်ဖေဟာမွေးနေ့ရှင်ဖြစ်တော်မူသောဆရာတော်ဗဒ္ဒနာပညာဝန္တမဟာထေရရှိသူမြတ်၏သဒ္ဒနာပြုလုပ်ငန်းများကိုတရားထက်သန်စွာလှူဒန်းကြကုန်သောတပြည့်ဒါယကမတို့သည်လည်းသဒ္ဒနာပြုလုပ်ငန်းများကိုအတူလက်တွဲကသဒ္ဒနာတာဝန်များကိုထမ်းဆောင်နိုင်ကြပါစေစီးပွားလက်လာပါများပွင့်လန်းလျက်စည်းစိမ်ဥစ္စာများကတိကရာတိုးပွားနိုင်ကြပါစေကြောင်းတေးတန်တာများကိုဖွင့်လှစ်ကမိဘပြည်သူတို့၏စိတ်နှလုံးကိုတရားနာပြောပဲဖြစ်အောင်တေးသချင်းများကိုဖွင့်လှစ်ပေးနေတယ်
ကိုဆွေလက်ဦးစီးတည်ထောင်ထားသောမိဘမြတ်တာဘောက်ဆက်အဖွဲ့မှထက်ဆင့်ကရွှေမြတ်တာပို့တာလေးရပါတယ်ခင်ဗျာ